ရှမ်းပြည်နယ်အရှေ့ပိုင်းတာချီလိန်မြို့နယ်မှာပလတ်စတစ်အသုံးပြုမှုကြောင့်ဖြစ်ပေါ်လာတဲ့ပတ်ဝန်းကျင်ညစ်ညမ်းမှုများကိုချော့ချနိုင်စေရန်နှင့်ပြည်သူများအနေဖြင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးမှာပူးပေါင်းပါဝင်လာစေရန်ရည်ရွယ်ပြီးပလတ်စတစ်ညစ်ညမ်းမှုလျှော့ချရေးအသိပညာပေးလက်ခန်းစာဆောင်များဖြန့်ဝေခြင်းကိုဒီကနေ့မနက်ပိုင်းကတာချီလိန်မြို့ဝန်ကောင်းမြို့မဈေးမှာဆောင်ရွက်ပါတယ်။အဲဒီလိုဆောင်ရွက်ရမှာခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနဦးစီးရာရှိနဲ့ဝန်ထမ်းများဘေးရန်ရဲ့ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမြို့နယ်ဦးစီးမှုရုံးမှလက်ထောက်ညွှန်ကြားရေးမှူးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများမြို့နယ်စီမံသားရေးဌာနမှဝန်ထမ်းများဝန်ကောင်းရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များပူးပေါင်းပြီးဈေးရောင်းဈေးဝယ်ပြည်သူများအားဈေးဝယ်ထွက်ရမှာလက်ဆွဲခြင်းထည့်စရာအိမ်များယူဆောင်အသုံးပြုကြရန်အသိပညာပေးရှင်းလင်းပြောကြားပါတယ်။ဒါအပြင်တခါသောပလက်စတစ်အိမ်များရှော့ချအသုံးပြုနိုင်ရေးနဲ့ပတ်ဝန်းကျင်တန်ရှင်းသာယာလှပစေရေးအတွက်ပလက်စတစ်ညစ်ညမ်းမှုရှော့ချရေးအသိပညာပေးလက်ခန်းစာဆောင်များနဲ့ဒီဇယ်ကင်ဘတ်150တို့ကိုအခမဲ့ဖြန့်ဝေပေးခဲ့တယ်လို့သတင်းရရှိပါရခင်ဗျာ။